မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်380နီးပါး scholarship ရယူပြီးတော့ Centerlink ကပြီးတဲ့ဘွဲကိုစင်ကာပူမှာတက်ရောက်နိုင်မှာဖြစ်ပါတယ်မင်္ဂလာပါ Willing to talk about your future page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Management Development Institute of Singapore MDS ကနေပြီးတော့ပေးနေတဲ့ study grant နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ MDS မှာပေါ့နော်ဘာတွေ scholarship ပေးနေလဲ study grant တွေဘယ်လောက်ပေးနေလဲဆိုတော့amount လေးတွေနဲ့ major လေးတွေအကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်အရင် page မှာလည်းမတို့ဒီကြီးညာပေးပူတယ်ပေါ့နော်အဲ့ဒါလေးကတော့ Master of Business Administration ဘယ်ကနေပြီးတဲ့ဘွဲကိုရမှာလဲဆိုတော့ University of Centerlink UK ကနေပြီးတဲ့ဘွဲကိုရမှာပေါ့နော်အဲ့တော့ဒီဘွဲကိုရယူဖို့အတွက် MDS မှာတက်ရောက်မယ်ဆိုလို့ရှိရင်နော်ဒီကျောင်းလာခါကပေါ့နော်2000စင်ကာပူဒေါ်လာ28,122ကျပ်ရှိပါတယ်ဒါပေမဲ့အခု study grant ပေးထားတယ်ဆိုရင်ကို study grant ရသွားပြီဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ19,620ပဲဒီပေးသွင်းရတော့မှာဖြစ်ပါတယ်အဲ့တော့ scholarship study grant ပေါ့နော် study grant ဘယ်လောက်ရထားလဲဆိုလို့ရှိရင်နော်စင်ကာပူဒေါ်လာ8,500နဲ့မှ2ကျပ် study grant ရထားတာဖြစ်ပါတယ်အဲ့တော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်380နီးပါး scholarship ရယူပြီးတော့ Centerlink ကပြီးတဲ့ဘွဲကိုစင်ကာပူမှာတက်ရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ် major တစ်ခုကဘာလေး offer ပေးထားလဲဆိုတော့ Master of Science Cyber Securityဘေးကျောင်းကနေပြီးတဲ့ဘွဲလဲဆိုတော့ TISA University UK ကပြီးတဲ့ဘွဲကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ကျောင်းမှာပြီးတဲ့ certificate ကိုမရရှိခင်မှာပေါ့နော်ပြီးသွင်းရမယ်ကျောင်းလာကဘယ်လောက်လဲဆိုလို့ရှိရင်စင်ကာပူဒေါ်လာ29,212ကျပ်ဖြစ်ပါတယ်ကဲ study grant ရသွားပြီဆိုလို့ရှိရင်တော့ကျောင်းလာကစင်ကာပူဒေါ်လာ19,968ကျပ်ပဲပေးသွင်းရတော့မှာဖြစ်ပါတယ်အဲ့တော့ total scholarship အနေနဲ့ဆိုလို့ရှိရင်စင်ကာပူဒေါ်လာ11,445ကျပ်ရရှိမှာဖြစ်ပါတယ်အဲ့တော့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့380နီးပါးပေါ့နော်အဲ့လောက်ထိကို study grant ရရှိပြီးတော့ဒီ master နဲ့ပတ်သက်တဲ့ဒီ cyber security နဲ့ပတ်သက်တဲ့ master ကိုပေါ့နော် Singapore MDS မှာတက်ရောက်နိုင်မှာဖြစ်ပါတယ်နောက်ထပ် major တစ်ခုอ่ะဆိုလို့ရှိရင်เนาะဒါ engineering ကျောင်းသားကျောင်းသူတွေအတွက်ပေါ့เนาะ Bachelor of Engineering Honors ဘာအတွက်ပေးထားတဲ့ဘွဲလဲဆိုတော့ Mechanical or Bachelor of Engineering Honors Electronics and Electrical ဒီ Electronics and Electrical တက်ရောက်တဲ့ကျောင်းသားကျောင်းသူဒါမှမဟုတ် Mechanical တက်ရောက်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်เนาะပုံမှန်ကျောင်းသားခကစင်ကာပူဒေါ်လာ49,055ကျပ်ဖြစ်ပါတယ်အဲ့တော့ study grant ရရှိသွားပြီဆိုလို့ရှိရင်เนาะပေးသွင်းရမယ့်ကျောင်းသားခကစင်ကာပူဒေါ်လာ35,980ပဲပေးသွင်းရတော့မှာဖြစ်ပါတယ်အဲ့တော့ study grant အနေနဲ့ဆိုလို့ရှိရင်ဒီ electronic major mechanical major တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်တော့ scholarship 9,000နဲ့မှ85ဒီစင်ကာပူဒေါ်လာရရှိမှာဖြစ်ပါတယ်အဲ့တော့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့350ဝန်းကျင်လောက် scholarship ရရှိပြီးတော့တက်ရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီ major တစ်ခုအနေနဲ့ဆိုရင်တော့ဘာ major ကိုပေးထားရလဲဆို Bachelor of Science Honors Biomedical Science အဲ့တော့ကိုကဒီ biomedical science ပေါ့နော်ဒီ medical နဲ့ပတ်သက်တဲ့ related major တွေကိုတက်ရောက်ချင်တဲ့ကျောင်းသားကျောင်းသူတွေဆိုရင်တော့ဒီ major ကိုအခုဒီ MDS မှာတက်ရောက်လို့ရတယ်ပေါ့နော်အဲ့တော့ကျောင်းလာကအနေနဲ့ဆိုလို့ရှိရင်တော့ scholarship မရခင်ပေါ့နော် scholarship မရခင်မှာဆိုလို့ရှိရင်တော့ကျောင်းလာခကစင်ကာပူဒေါ်လာ9,685ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်အဲ့တော့ study grant ရရှိပြီးပြီဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ41,685ကျပ်ပဲပေးသွင်းရတော့မှာဖြစ်ပါတယ်အဲ့တော့ scholarship total ဘယ်လောက်ရတာလဲဆိုလို့ရှိရင်စင်ကာပူဒေါ်လာ9,000ရတာဖြစ်ပါတယ်အဲ့တော့မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့320နီးပါး scholarship ရရှိပြီးတော့ biomedical science major ကို MDS မှာတက်ရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ် major တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါကတော့ foundation program ပေါ့နော်အခု IGCSE ပေးထားတဲ့ GED ပေးထားတဲ့ matriculation ပေးထားတဲ့ကျောင်းသားကျောင်းသူတွေကိုသွားချင်တဲ့ major ကိုမတက်ရောက်ခင်မှာပေါ့နော်ပထမဆုံးတက်ရောက်ရတဲ့ foundation program လေးပေါ့အဲ့တော့ foundation program မှာဆိုရင်ဘာ major လေးနဲ့ပတ်သက်တဲ့ foundation ကို study grant ပေးထားရလဲဆိုတော့ diploma in science technology engineering mathematics and art ဒီ major တွေနဲ့ပတ်သက်ပြီးတော့ဒီ scholarship ပေးထားတာပေါ့နော်အဲ့တော့ tuition fees ကစင်ကာပူဒေါ်လာ6,000နဲ့မှ49.53ညပေါ့နော်အဲ့လောက်ပေးသွင်းရမှာဖြစ်ပါတယ်ဒါပေမဲ့ study grant ရရှိသွားပြီဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ4,996ကျပ်ပဲပေးသွင်းရတော့မှာဖြစ်ပါတယ်အဲ့တော့ scholarship ဘယ်လောက်ရလဲဆိုရင် scholarship က1,253.53ညဒီ scholarship ရရှိမှာဖြစ်ပါတယ်အဲ့တော့မြန်မာငွေနဲ့ဆိုရင်340ဝန်းကျင် scholarship ရရှိပြီးတော့တက်ရောက်နိုင်မှာဖြစ်ပါတယ်ပုံမှန်ပေါ့နော်ဒီ380လောက်သွင်းရမယ့်အချိန်မှာ340ဝန်းကျင် scholarship ရတယ်ဆိုလို့ရှိရင်တော့340ဝန်းကျင်လောက်နဲ့ပေါ့နော်ဒီ
scholarship ရတယ်ဆိုတဲ့အခါကျတော့ဒီ340ဝန်းကျင်ဆိုလို့ရှိရင်340လောက်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ tuition fees တွေဒီပုံမှန်ပေးသွင်းရတဲ့ tuition fees တွေတက်ကို percentage တွေအများကြီးတက်တာပြီးတော့ study grant ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာပြောပြပေးတဲ့ major တွေကို MDIS မှာတက်ရောက်ဖို့စိတ်ဝင်စားတယ်စင်ကာပူမှာတက်ရောက်ချင်တယ်ဆိုတဲ့ကျောင်းသားကျောင်းသူတွေ willing to talk about your future ရဲ့ page မှာတော့၎င်း willing education consultancy ရဲ့ page မှာတော့၎င်းမေးမြန်းပြီးတော့ဆက်သွယ်စုံစမ်းပြီးတော့ကျောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်ဖုန်းဆက်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်မနော်လက်ရှိရန်ကုန်ကိုပြန်ရောက်နေပါတယ်ကိုယ်တိုင်တွေ့ပြီးတော့ဆွေးနွေးချင်တဲ့ကျောင်းသားကျောင်းသူတွေလည်း appointment ရယူပြီးတော့ဆွေးနွေးနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်